ပန်းလေးအများကြီးပဲဆိုင်ထားကြည့်ပါဦးလာလိုက်တာကဲဒါတော့ဆိုင်ဝင်ပေါက်ပြီပေါ့နော်ဒါလေးကတော့ဆိုင်ဝင်ချင်းမှာတွေ့ရမယ်ကောက်တာနဲ့ barista နဲ့ပေါ့နော်fresh juice ရှေ့ရပါတော့2023မှာဒီသူတို့မှာရှိတဲ့ဝိုင်းအကြောင်းကိုလည်းဆိုင်ရနေပြီးတော့တည်တည်ချာချာလေးရှင်းပြပေးပါတော့ဆိုင်ရဲ့မမဝိုင်းနဲ့ချေစောကားတီးဝိုင်းကိုလည်းမြည်ခဲ့သေးပေါ့နော်နည်းနည်း foundation ပုံများလောက်လေးကိုအပို့ပြီးတော့ပြပြလေးပို့ပြီးတော့အရသာပို့တည်အားစေတယ်တခုပြီးလို့ရှိရင်တော့တခုကကျတော့လောင်းဝတောက်လိုက်လို့ရှိရင်မုန်းနေမုန်းသူကကျတော့အထက်ကချမ်းမှယူတယ်တခုပဲဒီဘက်အမှုရှိဖြစ်တဲ့အတွက်တပလင်းမှာ12000ပဲရောက်နေတယ်ဟာမစိုးတခုရှိသေးတယ်ဗျာဒီဟာလေးကကျတော့လေသူကကျတော့3နှစ်ကျော်ညီမလောက်တော့ကတ်တယ်သူကကျနည်းနည်းညီမလို့လို့ရှိရင်တော့ဘယ်လိုပြောမလဲနည်းနည်းကျော်တော့3နှစ်ညီမရှက်ဒါကျတော့3နှစ်မရောက်ခင်တည်းလေးတော့သူကကျဒီဟာကဒီလိုမျိုးအယောင်မစဖြစ်ခဲ့တဲ့အချိန်ပေါ့ဒီကကျတော့ပြန်ပြီးတော့လောက်ထားတော့သူကကျအရာဟုတ်သူကကျတော့ဒီဓမ္မဆောင်ဝါကျတော့ဗျာဘယ်လိုပြောမလဲဆိုတော့ဒီတဘာဝစစ်စစ်လောင်း organic တခုဖြစ်တယ်ပြီးတော့နောက်တစ်ခုကကျတော့ main လေးတွေနဲ့တောက်လို့လဲဆင်ပြေတယ်ဘာဖြစ်လဲဆိုတော့ main လေးတွေနဲ့ဆိုလို့ရှိရင်ဒိတ်သူစင်းလာတော့ပါလို့ဆိုလို့ရှိရင်လဲဆင်ပြေတယ်ပြီးတော့ယောက်ျားလေးတွေတွေ့မှာဆိုလို့ရှိရင်အရေးပြတ်တာတော့အစာမဝင်တာတော့ဆိုလို့ရှိရင်တော့လဲဆင်ပြေတယ်တော့ကြောင့်ဒီကကျတော့ foundation လောက်တာကျတော့ formal alcohol နဲ့ရောင်းရဲဆိုလို့ရှိရင်6လနဲ့တစ်နေ့ဆိုရမယ်ဗျာတော့ကျတော့အသေးစိတ်ဖြစ်တဲ့အတွက်ကြောင့်လောကနည်းနည်းခွဲရနေတော့နေမှာစောက်တော့ရတော့ကြောင့် quiz ဝင်လေဒီ demo ဆောက်ဝင်လို့ရှိမယ် quiz ဝင်ကြတော့ဒီချစ်စကားတီးဝင်ပေါ့တော့ကျတော့ one to one ဖြစ်တယ်ပြီးတော့နောက်တစ်ခုကကျတော့လေ progress ဆို juice လို့လဲတောက်ရဗျာဟုတ်တော့တပလင်းမှာ12000ပဲရှိတယ်တော့ကြောင့်မူရှိဆိုလို့ရဟုတ်ချေစောကားတီးဝိုင်းရကြတော့ဖြိုရည်လိုမျိုးလှုပ်ထောင်းလို့ရရဲတောက်ကြည့်လိုက်တော့လန်းဆန်းပြီးတော့အေးမြနေရောပဲအရသာလေးရေးကြည့်ဟိုလောကအတီးအရသာလေးမြည်စမ်းကြည့်ပြီးတော့ကိုကြိုက်တာလေးပြန်ဝယ်ခဲ့လိုက်တယ်ပေါ့နော်ကော်ဖီဆိုင်ရဲ့ဒီအပြင်ဘက်မှာကျတော့ပန်းခင်းလေးရှိရပြီးတော့ထိုင်လို့ရတဲ့နှစ်နေရာလှုပ်ထားပြီးရပေါ့နော်အပြင်မှာကြိုက်တဲ့လူတွေကတော့ဒီဘက်ကိုလာထိုင်ကြလို့ရတယ်โอเคဒီမှာလည်းအပင်တွေစိုက်ဖို့ရှိရလို့ပြောတယ်သူတို့လေနေရာတော့ကျဲတယ်ပေါ့နော်ဒီမှာဒီပန်းလေးတွေကတော့ဘာပန်းလေးလဲတော့မသိဘူးပြီးသွားပြီကြည့်လိုက်စားနော်ကျဲအောင်လေဆိုင်ရဲ့ signature နန်တဲ့ cafe ကိုမှာပြီးတော့တောက်ကြည့်ရအရသာတော်တော်လေးနဲ့တောက်လို့ရကောင်းအဓိက coffee တောက်ရုံနဲ့မကောင်းပန်းလေးလည်းကြည့်လို့ရရဲ့ပြီးတော့ဘိုးဝင်းမှာရှိရဲ့တောင်တန်းရဲ့အလှကိုလည်းခန်းစားလို့ရရဲ့ပေါ့နော်သူကအဓိကတဘာဝရှုခဲ့အလှတွေကိုခန်းစားရင်းနဲ့ coffee လေးကိုအေးအေးဆေးဆေးတောက်လို့ရမယ်နေရာလေးတစ်ခုပေါ့နော်နောက်ပြီးတော့ဆိုင်ရဲ့အပေါ်ထပ်ကိုလည်းပြပေးဦးမယ်နော်အပေါ်ထပ်ကနေပြီးတော့လမ်းကြည့်ရတဲ့မြေခွဲလေးကိုလည်းအတူတူကြည့်ရှုပေးပါအောင်နော်ကော်ဖီလည်းတောက်မယ်အောက်ကပန်းလေးတွေအလောက်လည်းခန်းစားပြီးတော့တောင်တန်းရဲ့အလောက်လည်းကြည့်ရှုပြီးတော့ကော်ဖီတောက်ကြမယ်ပေါ့နော်
အခုဆိုလို့ရှိရင်တော့ဆိုင်ရဲ့အပြင်စင်လေးရယ်ရှူခင်းလေးတွေရယ်ပြီးတော့ဝိုင်လေးတွေရယ်အားလုံးတူတူကြည့်ပြီးသွားပြီဆိုရင်တော့ကလောရောက်ခဲ့လို့ရှိရင်ဒီဆိုင်လေးကိုဝင်ခဲ့ကြဖို့ဖိတ်ခေါ်ပါတယ်နော်ဆိုင်လေးရဲ့နာမည်ကတော့ Nante Cafe ဖြစ်ပါတယ်ဆုံးဖြတ်ကြည့်ရှုပေးကြလို့အားလုံးကျေးဇူးတင်ပါတယ် bye bye